ဒီလူငယ်လေးဟာဘဝမှာပြဿနာတွေအများကြီးရှိနေပြီလေယခုတော့အရာအလုံးထက်တွင်သူ့အတွင်း၌မိဘဝများရှိသောလူထွားကြီးနှင့်ရင်ဆိုင်ရပေတော့မည်ဒါပေမဲ့ဆိုင်းဝမ်ကတော်တော်ထက်မြက်တဲ့သူသည်သူ၏ပြိုင်ဘက်ကိုရေကန်ထဲသို့မြှုပ်ဆွဲနေသောကြောင့်မိစွမ်းအားကိုအသုံးမပြုနိုင်ပေသို့တိုင်ဤတိပံသည်ရုပ်ပိုင်းဆိုင်ရာပြင်းထန်လွန်းလာသည်ကံအားလျော်စွာဆိုင်းဝမ်သည်အရှုံးမပေးဘဲအမြန်လှုပ်ဆောင်သည်လူတိုင်းကသူ့အတွက်ပြီးသွားပြီလို့ထင်နေကြတယ်ဒါပေမဲ့သူကရေကန်အောက်ခြေကအကျွေစစ်တချို့ကိုဆွဲယူပြီးသူတို့ရဲ့စူပါပါဝါအရင်းအမြစ်အဖြစ်အသုံးပြုတဲ့ဆိုင်းဝမ်မှလက်ချက်တစ်ချက်တည်းဖြင့်ပယံပဒါအားလုံးကိုအဆုံးသတ်သည်သို့သောလွန်ကဲသောမူဆိုးအဖွဲ့၏ခေါင်းဆောင်သည်အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုတစ်ခုကိုပြုလုပ်သည့်မူဆိုးအဖွဲ့စည်းရဲ့တထေးလည်းဖြစ်တဲ့သူ့ဖေကဆိုင်းဝမ်ကိုဖုန်းခေါ်ပြီးစကားပြောချင်တဲ့အခါရုတ်တရက်တွေးပြီးငြိမ်သွားတဲ့တထေးကြီး၏ကမ်းလှမ်းချက်သည်ဆိုင်းဝမ်၏စိတ်ထဲတွင်အမှန်တကယ်ပင်ရှုပ်ရှက်ခတ်နေသည်ဆိုင်းဂွန်ကသူ့ကောင်မလေးကိုခေါ်ပြီးခဏလောက်စိတ်တည်ငြိမ်အောင်ကြိုးစားတဲ့ရဲများသည်ဆိုင်းဂွန်နှင့်စူပါဟူမန်မှုဆိုးတို့ရန်ဖြစ်ခဲ့သည့်နေရာကိုဆက်လက်စစ်ဆေးခဲ့သည့်ဆိုင်းဂွန်သည်ထိုနေရာတွင်မြင်ကွင်းတစ်ခုကိုဖြစ်ပေါ်စေခဲ့သည်ကိုပြသသည့်မှတ်တမ်းများကိုတွေ့ရှိခဲ့သည်သူပြဿနာအလုံးကြားတဲ့ကဆိုင်းဂွန်ဟာနောက်ဆုံးမှာသူ့မိဘတွေနဲ့တွေ့ပြီးမစ်ဆစ်ရဲ့မိဘတွေနဲ့တွေ့ဖို့တောင်းဆိုပြီးသူ့ကောင်မလေးကိုမကြခင်လက်ထပ်တော့မယ်လို့ပြောခဲ့ပါတယ်နက်နက်နဲနဲပြောရရင်ဆိုင်းဂွန်ကသူ့အဖေကိုစူပါပါဝါတွေကိုလက်စင်ကမ်းပြီးသူ့အဖေကိုဒုက္ခတွေပေးလာတဲ့အတွက်သူ့အဖေကိုပြင်းပြင်းထန်ထန်ကဲ့ရဲ့ချင်ခဲ့တယ်ဒါပေမဲ့သူ့အဖေကိုစိတ်ဆိုးအောင်တော့မလုပ်နိုင်ခဲ့ပါဘူးဆိုင်းဂွန်ဒီလည်းပုံမှန်ဘဝသို့ပြန်လည်ရောက်ရှိရန်ကြိုးစားခဲ့သည်တထေးကြီးနှင့်စကားပြောပြီးနောက်စူပါလူသားမှုဆိုးများသည်လိုက်မဖမ်းတော့ပဲဖြစ်နေပုံရသည်အလုံးလုံးနေရင်ဆိုင်းဂွန်ဟာအခုချိန်မှာသူခံစားနေရတဲ့အကျင့်ဆိုးတွေအလုံးကိုမတွေးတောနိုင်တော့ဘူးသူ့စိတ်ထဲတွင်မဆုံးဖြတ်နိုင်သောကြောင့်နောက်ဆုံးတွင်ဆိုင်းဂွန်သည်ဆိုင်းဂွန်၏စူပါပါဝါများကိုဝယ်ရန်ယင်းတို့၏တထေးမှုဆိုးကြီးမှကမ်းလှမ်းခဲ့သောလူစွမ်းကောင်းတငယ်ချင်းထံနောက်ဆုံးတွင်ရှင်းရှင်းလင်းလင်းဖြစ်လာပြီးဆိုင်းဂွန်၏စူပါပါဝါများကိုနောက်တစ်ကြိမ်ထပ်၍အနှောက်အယှက်မဖြစ်တော့ကြောင်းကတိပေးခဲ့သည်သူတို့ရဲ့ပါဝါတွေကိုတကယ်ရောက်နိုင်မလားမတေချာဘူးထို့ကြောင့်လက်နိုင်နှင့်ဆိုင်းဂွန်သည်မြင်းကိုစစ်ဆေးရန်လူစွမ်းကောင်းအဖွဲ့စည်းရုံးခန်းထဲသို့ဝင်သွားကသူတို့၏စွမ်းအားများကိုအမှန်တကယ်ရောင်းချနိုင်သည်နှင့်များစွာသောလူများကမင်းကိုလှုပ်ဆောင်ပြီးဖြစ်သည်ဆိုင်းဂွန်သည်သူ၏တန်ခိုးများသည်ကန်စာရာထိုက်ကြောင်းသိလိုက်ရသည်ယူမိုင်သည်သူမ၏အခင်းဆုံးတငယ်ချင်း၏စွမ်းအားများကိုပင်ယင်းတို့၏မူဆိုးဖွဲ့စည်းကဝယ်ယူရောင်းချခဲ့သည်ကိုသိလိုက်ရပြီးနောက်စိတ်မကောင်းဖြစ်မိပါသည်ဤသည်မှာဆိုင်းဂွန်ကစွမ်းအားများကိုရယူရန်ပြက်ကွက်ခြင်းကြောင့်ဂျော်ရန်အားစိတ်ပြက်နေသောလူဆိုးလူမိုက်မှုဆိုးများ၏အကြီးစားတထေးဖြစ်သည်ဂျိုဟန်နာသည်စူပါဆိုင်ကန်ပါဝါကိုရယူရန်နောက်ဆုံးအခွင့်အရေးတစ်ခုရရှိခဲ့သည်မဟုတ်ပါကကုမ္ပဏီတွင်သူမ၏ယာတုကိုသူမ၏မွေးချင်းများကလွှဲပြောင်းပေးမည်ဖြစ်သည့်ရက်ပေါင်းများစွာစဉ်းစားပြီးနောက်ဆိုင်ကန်သည်နောက်ဆုံးတွင်စူပါပါဝါမှုဆိုးများ၏တထေးကြီးထံဆက်သွယ်ခဲ့ပြီးငြိမ်းချမ်းစွာနေထိုင်နိုင်သည်၍သူမ၏ပါဝါကိုဘီလီယံ40ဖြင့်ရောင်းချရန်သဘောတူခဲ့သည်တထေးကြီးသည်ထိုဈေးနှုန်းကိုအမှန်တကယ်သဘောတူခဲ့သည်ဆိုင်းဂွန်လည်းမမျှော်လင့်ထားပါဘူးထိုအချိန်တွင်ဆိုင်းဂွန်သည်သူ့ဘဝပြောင်းလဲတော့မည်ဖြင့်စစ်ကာတန်းကြွယ်တထေးဖြစ်လာနိုင်သည်ဟုခံစားရသည်ဆိုင်းဂွန်ဟာသူ့ရဲ့စူပါပါဝါကိုနောက်ဆုံးအကြိမ်ဖြစ်သူ့ရဲ့ချစ်သူကောင်မလေးကိုခေါ်ဆောင်သွားပြီးသူတို့ရဲ့မျိုးရဲ့အလှကိုအပေါ်စီးကနေကြည့်ရှုခဲ့ပါတယ်ဆိုင်းဂွန်ကသူမကိုတရားဝင်အဆိုပြုတဲ့အချိန်မှာပဲမကြခင်လက်ထပ်ဖို့စီစဉ်ထားပါတယ်လွန်ခဲ့သည့်ရက်အနည်းငယ်ကပယံပရာဖြစ်ပြီးနောက်ဆိုင်းဂွန်သည်သူ့ဘဝတစ်ခုလုံးကိုအစပြုနေတယ်လို့ခံစားရသည်အလုံးနဲ့ဝေးကွာနေတဲ့ကောင်လေးကအခုခင်မင်လာပြန်တယ်စိန်ဝမ်သည်သူ့အားအထက်အငေါရှိနေသည်ဟုထင်သောအခါတွင်ရဲများကမကြသေးမီကရုံရင်းဆန်ခတ်မှုများနှင့်အထီးကယုံများတွင်ရောထွေးသွားသောကြောင့်သူ့ကိုရဲများကစတင်ရှာဖွေခဲ့သည်ပူးပေါင်းဆောင်ရွက်မည့်အစားသူသည်စူပါပါဝါအကောင်းစားမှုဆိုးများ၏ပင်မအခြေစိုက်စခန်းသို့ထွက်ပြေးခဲ့သည်ဆန်ဝမ်သည်သူ၏ပါဝါများကိုရောင်းတော့မည်ထင်တော်လဲသူဝန်ခံနည်းတွင်စူပါပါဝါရှိသောအခြားလူကသူ့ကိုတားလိုက်သည်